ခုတင်မြင်နေရတဲ့ဒီအယောင်ကစัจ java လာထဲမှာတကယ်မရှိပါဘူးဒီပန်းခရမ်းရောင်မကြန်တာကာလာဟာတကယ်တော့စัจ java လာကြီးထဲမှာလုံးဝမတီးရှိတဲ့အယောင်ဆိုတာသင်ပြပါသလားရူပဗေဒရပ်ပြောရရင်ဒီအယောင်ဟာတကယ်ကိုမရှိပါဘူးဒါဆိုသင်ကဘာကိုမြင်နေရတာလဲကျွန်တော်တို့မြင်ရတဲ့အယောင်တိုင်းမှာကိုယ်ပိုင်အလင်းလှိုင်းအလျားတွေ wavelength တည်ရှိကြပါတယ်တတန်ရောင်စိန်ကိုစဉ်းစားကြည့်ပါအနီးလိမ်မောဝါစိန်ပြာမဲနဲ့ခရမ်းအဲ့ဒီထဲမှာမကြန်တာလုံးဝမပါပါဘူးအယုံတွေကိုတိုင်းတာတွေသိပ်ပန်နေကြ scheme မှာလည်းမကြန်တာအတွက်နေရာမရှိပါဘူးသူကအလင်းရောင်စိန်တန်းရဲ့ပြင်ပမှာရောက်နေတာပါဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်မြင်နေရတာလဲမျက်လုံးထဲကိုအနီရောင်နဲ့အပြားရောင်အလေးလိုင်းတစ်ခုပြိုင်တူဝင်လာတဲ့အခါတင်အုံတော့ကအဲ့ဒီနှစ်ခုကြားကိုပျောက်ဆုံးနေတဲ့အယောင်ကိုဆက်ဆက်ပြီးဖို့ကြိုးစားပါတယ်ဒါပေမဲ့အနီနဲ့အပြားကရောင်စိန်တန်းရဲ့ထိတ်တပတ်ကြီးမှာအဝေးကြီးခွာနေတဲ့အတွက်အုံနောက်ကအဲရတက်သွားပါတယ်အဲ့ဒီအခါမှာတင်အုံနောက်ကနေအလူအလျောက်တီထွင်ဖန်တီးလိုက်တဲ့စိတ်ကူးရင်ရောင်တွေကမကြန်တာဖြစ်လာတာပါဆိုလိုတာကတင်မြင်ရတဲ့မကြန်တာအယောင်တိုင်းကအပြင်လောကမှာတကယ်မရှိပဲတင်အုံနောက်ထဲမှာပဲတီးတန့်တီးရှိနေတဲ့ illusion လေဆောင်မှုတစ်ခုတတ်တတ်ပါပဲ